အားလုံးပဲမင်္ဂလာပါSuperman Channel လေးကကြိုဆိုလိုက်ပါရနော်မေလာချမ်းလေးဆိုတော့မေလာဖွားဘေဘီလေးများရဲ့ဇယိုင်းလက္ခဏာလေးတွေကိုမမေတို့အတွက်ဖျက်ပြပေးသွားမှာပဲဖြစ်ပါတယ်မေလာဖွားဘေဘီလေးများရဲ့ဇယိုင်းလက္ခဏာတွေကိုဝေးဖွားတဲ့ရပ်ပေါ်မူတည်ပြီးခွဲခြားနိုင်ပါတယ်မေလာ1ရက်နေ့ကနေ20ရက်နေ့ကြာမွေးဖွားသူများကို Taurus ခေါ်ပြိတ္တရာသီပွားလို့သတ်မှတ်ပြီးမေလာနောက်ပိုင်းဖြစ်တဲ့မေလာ21ရက်နေ့ကနေ31ရက်နေ့ကြာမွေးဖွားတဲ့ဘေဘီလေးများကိုတော့ဂျမနိုင်းခေါ်မေထုံရာသီပွားအဖြစ်သတ်မှတ်ပါတယ်။ Taurus ရာသီဖွားဘေဘီလေးများအတွက်သင်္ကေတအဖြစ်နတ်သိုးကိုသုံးဆွဲပြီး dressing မှာမြေတက်ဖြစ်က Venus ဂျိုစွတ်မို့သူများဖြစ်ပါတယ်။ Taurus ဘေဘီလေးများဟာခိုင်မာတဲ့စိတ်ဓာတ်ရှိကြသူများဖြစ်ပြီးဇွဲကောင်းကြသူများဖြစ်ကလောက်ရတိုင်းကိုစိတ်ဆက်ဆက်နဲ့အရာရာကိုမပြုံးတီးပဲစနစ်တကျလှုပ်ဆောင်တတ်ပါတယ်။စီကံရှိတတ်ကြသူများဖြစ်ပြီးဘဝကိုရိုးရိုးရှင်းရှင်းနဲ့တည်တည်ငြိမ်ငြိမ်ဘဝနေထိုင်မှုကိုနှစ်သက်တတ်သူများလည်းဖြစ်လိမ့်ရှိပါတယ်။အရာရာမှာခံစားမှုအာရုံကောင်းသူများဖြစ်ပြီးအနုပညာအလှပဂီတအရသာတို့ကိုအထူးတလဲခံစားတတ်ကြပါသေးရဲ့။ခိုင်မာတဲ့စိတ်ရှိသူလေးများဖြစ်လို့ခေါင်းမာတတ်ပြီးမိမိချထားတဲ့ဆုံးဖြတ်ချက်ကိုမလွဲမသွေလိုက်နာတတ်ကရရှိသည့်အထိပြင်းမြောက်အောင်ဆောင်ရွက်တတ်ကြသူများလည်းဖြစ်ကြပါရဲ့။နောက်ထပ်မေလရာသီဖွားဖြစ်တဲ့ဂျမနိုင်းရာသီဖွားလေးများအတွက်အမညီနောင်ရုပ်ထုကိုတင်ကေတအဖြစ်သုံးဆွဲပြီး dressing မှာလေတက်ဖြစ်ကမာဂျီရီဂျိုစွတ်မို့သူများဖြစ်ကြပါရဲ့ဂျမနိုင်းရာသီဖွားဘေဘီလေးများဟာလူမှုပေါင်းတင်ဆက်ဆံရေးကောင်းမွန်ကြကကြော်ပွဲရှင်ပွဲများကိုကြိုက်နှစ်သက်ပြီးလူအများနဲ့ပေါင်းတင်ဆက်ဆံရတာနှစ်သက်ကြသူများဖြစ်ကြပါရဲ့စိတ်ကူးညံအထူးကောင်းမွန်ပြီးဖန်နီးနိုင်စွမ်းမြန်မာကအသစ်ဆန်းများကိုစူးစမ်းလိုစိတ်လေးရှိကြပါရဲ့အပြောင်းအလဲမြန်တတ်သူများဖြစ်ပြီးတစ်ချိန်တည်းမှာအရာများစွာကိုလှုပ်ဆောင်နိုင်စွမ်းလေးရှိကြပါရဲ့စိတ်မြန်ကြသူများဖြစ်လို့တခါတလေစိတ်ဓာတ်အတက်ကြမြန်ပြီးဆုံးဖြတ်ချက်များဟာနှင်းမြန်စွာပြောင်းလဲလိတော့ရှိကြပါရဲ့မေလဖွာဘေဘီလေးတွေရဲ့အခြားထူးခြားတဲ့အချက်တွေကတော့တင်ယူတတ်မှုမြန်ဆန်သူလေးများဖြစ်ပြီးအရာရာကိုမေးခွန်းထုတ်လေးရှိကညံကောင်းသူလေးများဖြစ်ပါရဲ့လွတ်လပ်မှုကိုမျက်နှိုးပြီးကိုယ်ပိုင်စိတ်ကူးစိတ်တန်းနဲ့လှုပ်ရှားတဲ့သူများလည်းဖြစ်ကြပါရဲ့ဂီတပကြီးစာပေစတဲ့ဖန်တီးမှုတွေကိုစိတ်ဝင်စားခံစားရပြီးအနုပညာဝါသနာအိုးလေးများလည်းဖြစ်ကြပါရဲ့တက်လွင်တဲ့အရာတွေအသည့်ဆန်းတွေကိုနှစ်သက်လေးရှိပြီးခရီးသွားရတာစူဇန်လေးလာရတာကိုသဘောကျကြပါရဲ့မေလဖွာဘေဘီလေးတွေဟာဘဝမှာပျော်ပျော်ရွှင်ရွှင်နေတတ်ပြီးဖန်တီးနိုင်စွမ်းမြင်မာတဲ့သူတွေဖြစ်လို့သူတို့ရဲ့စိတ်ကူးတွေကိုအားပေးဖို့အရေးကြီးပါတယ်လို့ပြောကြရင်မေလဖွာဘေဘီလေးများအကြောင်းကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပြစီနော်စူပါမန်ကမမေတို့သိကျင်တဲ့ဗဟုသုတအကြောင်းအရာလေးများကိုအခါအားလျော်စွာရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့မမေတို့သိကျင်တာလေးများရှိခဲ့ရင်ဒီဗီဒီယိုလေးရဲ့ comment မှာရေးသားပေးသွားကြပါအောင်နော်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်